တော်ယခုဘဝယခုချိန်တိုင်းအောင်မလွန်ကျူးတဲ့မလွန်ကျူးတိုင်းမပြင်းမတဲ့မပြင်းမတိုင်းကုန်သောဘုရားယန္တာတရားယန္တာသံဃာယန္တာယရသုံးပါးနှင့်အတ္တတကကွာတိကြီးမားပုံတော်ပုဂ္ဂိုလ်တို့၌မိမိတို့ဒီမလိမ္မာတိလျောက်မိုင်းမဲတိလျောက်ဒီဝတိလျောက်ကာယကံကိုဖြစ်လို့ကျူးမှုဝစီကံလုံးပြလို့ကျူးမှုမနောကစိတ်ပြလို့ကျူးမှုကာသုံးပါးသဘာဝကျူးလို့ပြီးရှိတော်ကြောက်ပါရခြင်းချင်းကိမရခြင်းချင်းရှင်းမရခြင်းချင်းကျူးတာတခြင်းသုံးခြင်းတော့ကရောလက်ကြကုန်တော့တောင်းပန်ကြကုန်တော့ကောင်းမှုကစင်သာတို့ကြောင့်ကြောက်ရောက်စေကြောင်းရတဘီမြရာမြအနေမြကြောင်းရမြဆိုးရုံမှုမြတို့ဒီပိကြပဲခြင်းမြတွေကိုကင်းစင်လျော်ကြပတ်ကြောက်ကြကုန်ကြစီ၍တဆေနဲ့တဆေသူတော်တရားပါရိစေဘာဘောမကြသူသာအာထုတွေနဲ့ရောက်ကုန်လျက်မေယာဤတော်ဒီတော်သိက္ခာသမိုင်းကဒီယာသိက္ခာတို့ကိုရရှိခြင်းယာပြီးတော့ယခုနေကျုံကြရင်တော်ပြည့်ဒီတော်သိက္ခာသမိုင်းကဒီယာသိက္ခာတို့ဒီအကျိတ်ကဲမြေဒီညုသောတော်အကောင်းကအိဒါမင်္ဂလာတို့ဒီတတိပစ္စယသူတဲ့ပေါ်များကြကုန်ပြီကဖြစ်၍တသက်တရံမိလျံဤယာခေမာတောင်ကနိဗ္ဗာန်တို့သာမြိုင်းနိုင်ကြပြီဖြစ်ကြပါစေဘုရားတော်ဘုရားဘေးနဲ့ဘုရားပြည့်စုံပါလို့ရှင်ဘုရားအဲ့တော့ဝေဘာနိကစေ